ကျွန်တော်ကတယောက်တည်းနေတော့အဲ့တော့ကြီးကြံတာပေါ့စားလေးတယောက်တည်းပဲဘာလို့တယောက်တည်းပဲအဲ့တော့လေကျွန်တော်ကကြီးကြံတာကိုငြင်းငွေလာခဲ့တယ်ဒါပေမဲ့ကျွန်တော်အိမ်ထဲကပြင်းလို့ TV ကြီးတဲ့အချိန်မှာပဲ Introducing Friend EXE, your personal Minecraft companion. He builds with you, mines with you, never. In 3, 2, 1. ဒီဆက်ရုပ်ရရင်ငါတကောင်နဲ့ဖြစ်မှာမဟုတ် ကားနောက်ကဘာတန်းနေထွက်နေရတဲ့ဟာ အင်းရှိမှတရားရရောက်နေတယ်တဲ့ မှာ friend EXE ရပါပြီဗျ โอเคကျေးဇူးပါ ဒီမှာနံပါတ်နေထွေးပါအောင် ကိုခဏလေးတော့ခဏဟိုโอเคရပြီရော ရပါပြီခင်ဗျဒါနဲ့တခုတော့ပြောချင်တယ်နော် ဟုတ်ကဲ့ကိုပြောပါဗျ ကောက်ပေါ်မှာနာတော့ဒီပူတွေကထူးထူးဆန်းဆန်းတန်နေကြားနေရဗျငန်းညွန့်စာအုပ်ထဲမှာတော့အိမ်မွေးသွိဆန်နဲ့တယောက်တည်းသူမထားပါနဲ့လို့ရေးထားရဗျစိတ်ရုပ်ထဲက error ဖြစ်မှာစိုးရင်လည်းတူပါတယ် ကျွန်တော် TV ကြောင်ညာမှာတွေ့တော့အဲ့လိုမဟုတ်ပါဘူးဒါမဲ့လေထားလိုက်ပါတို့ရှောက်ရေးရနေမှာ ဘာဖြစ်ကောင်းကောင်းပါစေဗျာဒီကဝယ်ပြီးရတဲ့နဲ့ကျေးဇူးတင်ပါတယ် ကဲဒီကောင်လေးကိုအိမ်ထဲထည့်ရမယ်ပြီးရင်ဖောက်မယ်ဒီမှာခဏလောက်ချထားလိုက်မယ်တဲ့ဆိုအိုးဖောက်တော့မဖောက်ဘူးဘာလို့ပွင့်လာမိုက်တယ် Wasn't that fun? Now let's bring your very own AI friend. ကဘာကြီးမှာနိမညာပိုင်းနေတော့မြင့်နေပါလားဒီလိုရောရှိနေမှကျွန်တော်မသိဘူး Make AI friends ဒါ AI ပေါ့နော် with AI friends. Your ဟိုးအဲ့ဒီနေရာစားပြီကျွန်တော်ဘွားထဲမှာထီးကြံမှုဆိုတာလုံးလုံးဖျောက်ခွဲသွားခဲ့တယ် Let's answer. အဲ့ဒီလိုအနေပဲသူနဲ့ကျွန်တော်နဲ့ကအခင်ဆုံးတငယ်ချင်းတွေဖြစ်လာခဲ့တာပေါ့